ဒီလိုဒီဇိုင်းဆန်းလာတဲ့ထိုင်ကုန်တွေထားရှိရခြင်းရဲ့နောက်ွယ်မှာလူမဆန်တဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတဲ့ဆိုတာကိုလူအများစုကလုံးဝမသိကြပါဘူးဒီထိုင်ကုန်တွေကခက်ဆန်တယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အင်ဂျီယာမဲတွေမအိတ်နိုင်အောင်လို့အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်ဘူရာယုံနဲ့လမ်းတွေတိုင်းမှာဒီလိုထိုင်ကုန်မျိုးတွေရှိပြီးလူတွေအနေနဲ့ခဏတစ်ပြုတ်ထိုင်နာလို့ရအောင်လုပ်ထားပေမဲ့ကြောဆန့်ပြီးအနားယူအိတ်ဆက်လို့မရအောင်ဖန်တီးထားပါတယ်အစိုးရတွေကခရီးသွားတွေနဲ့အင်ဂျီယာမဲတွေကိုဒီထိုင်ကုန်တွေပေါ်မှာအိတ်လို့မရအောင်ရည်ရွယ်ချက်ရှိရှိနဲ့တိစောက်ခဲ့တာလည်းဖြစ်ပါတယ်အာကာတာတဲ့ဒုံမြန်ရင်တစ်စင်းကိုမလွတ်တင်ခင်စက္ကန့်ပိုင်းအလိုမှာရင်အောက်ခြေကိုရေလီတာတန်းပေါင်းများစွာနဲ့ပတ်ခဲ့ပါတယ်ဒီလိုလောက်ရခြင်းရဲ့ရည်ရွယ်ချက်ကမင်းငိမ့်တက်ဖို့လည်းမဟုတ်သလိုအေးခံဖို့အတွက်လည်းလုံးဝမဟုတ်ပြန်ပါဘူးတကယ်တော့ဒုံမြန်ရဲ့အတန်ကအတော်လေးကိုကျေလောင်တဲ့အတွက်ဒီအတန်ကြောင့်ပဲဒုံပြန်ဟာပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်ဒီရေတွေကအတန်လုံးအောင်ကာကွယ်ပေးတဲ့ကူရှင်တစ်ခုဖြစ်သွားပြီးပတ်ဖြန်းလိုက်တဲ့ရေလီတာတန်းပေါင်းများစွာကဒုံပြန်ကနေထွက်လာတဲ့အတန်ရဲ့90%ကျော်ကိုစုပ်ယူကဒုံမြန်ကိုအတန်ကြောင့်ပျက်စီးခြင်းကနေကာကွယ်ပေးခဲ့ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်